အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီ copy လိုလေးမှာဘာကြောင်းလေးကိုထပ်ပြောရမယ်ဆိုတော့ကျွန်တော်အရင်ကပြောခဲ့ပြီးတဲ့ဗီဒီယိုတိုင်းအောင်ပဲကျွန်တော်တို့ဒီ mobile phone တွေပေါ်မှာ mobile phone တွေမှာ game emulator နဲ့ကျွန်တော် PC game တွေဆော့တဲ့နည်းလမ်းတွေကိုကျွန်တော်ထပ်ပြအောင်ပါနော်။ဘာကြောင့်ဒီလမ်းလေးကိုထပ်ပြရလဲဆိုတော့ကျွန်တော်အရင်ကဗီဒီယိုတစ်ပုဒ်တော့ရှိတယ်။အဲ့ဒီဗီဒီယိုမှာကျွန်တော် game highlight antidote ကျွန်တော်သုံးပြထားတာ။အဲ့ antidote အခုနောက်ပိုင်းမှာဆော့လို့မရတော့ဘူး။ game application ပိတ်တင်လိုက်တဲ့ပုံစံမျိုးဖြစ်လို့ဆော့လို့မရတော့ဘူး။အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ဒီ game highlight original version ကိုပဲကျွန်တော်သုံးပြမှာ။ original version ဆိုပေမဲ့လည်းကျွန်တော်ဒီနောက်ဆုံးထွက်တဲ့ version ကိုမသုံးဘူး။နောက်ဆုံးထွက်တဲ့ version ကကျွန်တော်ဖုန်းမှာဆော့ရတော့အဆင်မပြေဘူး။ဖုန်းလည်းပူတယ်နောက်ပြီးကျွန်တော်ဖုန်းတွေလည်းတိတ် run လို့မနိုင်တဲ့တော့ကြောင့်ကျွန်တော် version ကိုဘယ်တာကိုသုံးမှာဆိုတော့ 5.3.0 ဆိုတဲ့အဲ့ version လေးကိုကျွန်တော်သုံးမယ်ကျွန်တော်စမ်းခဲ့တဲ့ဗီဒီယိုအဲ့ version တွေထဲမှာအဲ့ကောင်တော့တော်တော် FPL လည်းညိနေတယ်တော်တော်ဆော့ရတယ်လည်းအဆင်ပြေလို့ကျွန်တော်ဒီ version လေးကိုသုံးကြတာပေါ့နော်ဒီမှာတစ်ခုဘာဖြစ်တယ်လဲဆိုတော့ Play Store ရတဲ့ဖုန်းတွေမှာတော်တော်တိုင်ပတ်တတ်တယ်ဗျာဘာလို့လဲဆိုတော့ဒီ Play Store ရတဲ့ဖုန်းတွေကကျွန်တော်ဒီ original software ဖြစ်တဲ့ကြောင့် auto update ဖြစ်သွားတတ်တယ်ဗျာ Play Store မှာ auto update ဖြစ်သွားတယ်အဲ့လို auto update ဖြစ်သွားဘာပြဿနာရှိတယ်ဆိုတော့ကျွန်တော် Play Store ကနေအဲ့ auto update ကိုဖွင့်နိုင်တဲ့အခါကျရင်အဲ့ဒီ game ဟာ auto update ဖြစ်သွားပြီဆိုရင်ကျွန်တော်နောက်တစ် game တစ်ခုဆော့ဖို့ import လုပ်တဲ့အခါကျရင် Google does not support ဆိုပြီးတော့အဲ့လိုမျိုးစာကြောင်းလေးပေါ်တတ်တယ်ကျွန်တော်တီးကြတော့မမှတ်မိတော့ဘူးအဲ့စာကြောင်းလေးပေါ်တတ်တော့တော်တော်များများတော့ပေါ်တယ်ချိုးလူတွေကတော့သိတယ်မယ်အဲ့ဒီစာကြောင်းပေါ်တဲ့အတွက်ကြောင့်ကျွန်တော်တော်တော်များများတော့ comment တွေမှာတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ်တတ်တယ်အဲ့ဒါကြောင့်ကျွန်တော်အရင်အဆိုရင်ကျွန်တော် live version ကိုသုံးခိုင်းတာ live version မှာအဲ့လိုပြဿနာမရှိဘူးဒီ YouTube version မှာအဲ့လိုပြဿနာရှိတယ်အဲ့ဒီပြဿနာကိုလည်းကျွန်တော်တို့ဒီ order array ကိုဘယ်လိုပိတ်သွားမလဲဆိုတော့ကျွန်တော်ပြောပြမယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ game ကိုဆော့ဖို့ဆိုရင်ကျွန်တော်အရင်ဆုံးလိုအပ်တဲ့ဟာတွေရှိတယ်ပေါ့နော်ဒီ file ဖြည့်မဲ့ဥစ္စာတစ်ခုလိုမဲ့ ADN downloader ဆိုတာရှိတယ်အဲ့ browser လေးတစ်ခုလိုတော့ပေါ့နော်အဲ့ကောင်ကတော့ browser တွေအနေနဲ့သုံးချင်လည်းရတယ်မသုံးချင်မဲ့နဲ့ဒီတိုင်း Chrome ကနေ download ရတယ်ကျွန်တော်ကတော့အဲ့ browser နဲ့ download speed ပိုရတယ်ပိုရတယ်ပေါ့နော်နောက်ပြီး download ခါကျရင် file တွေမပြတ်ရတဲ့ကျွန်တော်အဲ့ကောင်သုံးတာအဲ့ဆိုကျွန်တော်အရင်ဆုံး Play Store ထဲဝင်ပြီးတော့အဲ့နှစ်ခု download လိုက်မယ် ZACAI မှာပေါ်လာပြီ ZACAIVER ZACAIVER အဲ့လိုမျိုးစာရှိပါဆိုတော့ဒီကောင်လေးကိုအရင်ဆုံးကျွန်တော် install တင်ပေး Play Store များတဲ့ဖုန်းတွေမှာတော့ဒီတခြား browser တစ်ခုခုကနေဒီတစ်ခုကနေ download ပေါ့နော်အဆင်ပြေတဲ့စီကနေ download ရတယ်ဒီ ADN browser ကတော့ ADN downloader ကတော့ဟိုတာဒီကောင် Play Store ရမှသုံးလို့ရတယ်လို့ကျွန်တော်ထင်တာပေါ့နော်တခြားကျွန်တော် download ကြည့်တာ download မရလို့ကျွန်တော်ဒီ Play Store ရတဲ့ဖုန်းလေးဆိုတော့သုံးလို့ရမယ်အဲ့ကောင်လေးကို download လိုက်ပါတော့အဲ့နှစ်ခုအရင်ဆုံး download လိုက်အဲ့နှစ်ခု download ပြီးတော့ကျွန်တော်ပြန်ထွက်လိုက်တော့မယ်ဖတ်ပြပါပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီအဲ့နှစ်ခုပြင်ကျွန်တော်တို့ဒီ VPN လေးကိုအဆင်ပြေတဲ့ VPN လေးသုံးလို့ရတယ်မနော်အဲ့ VPN လေးပါတစ်ခု download ပေးလိုက်ကျွန်တော်တို့တစ်လေးလုံးကိုသုံးတယ်အဲ့ဒါအဆင်ပြေတာ browser နဲ့ browser တို့ကဒီအဆင်ပြေတဲ့ဟာကိုသုံးလို့ရတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဒီကျွန်တော်အခုပေးတဲ့ link ကနေပြီးတော့ကျွန်တော်တို့ဒီ game hack emulator ကိုကျွန်တော် download ပါနော်ဒီ game hack emulator 5.3.0 ဆိုတဲ့ version ကိုကျွန်တော် download မယ်ကျွန်တော်အဲ့ဒီဓာတ်တွေကိုကျွန်တော်ဗီဒီယိုလေးမှာ link ထည့်ထားပေးတယ်ဒီ TikTok မှာကြည့်တဲ့လူတွေကတော့ link မတွေ့ဘူးဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးလာပြီနော်ကျွန်တော်ရဲ့ YouTube channel မှာ comment တွေမှာ link တွေချထားပေးတယ်ကျွန်တော် YouTube channel ကပါလဲဆိုတော့ဒီဗီဒီယိုရဲ့ဒီမှာလည်းပါတယ်ဒီ YouTube မှာအလုံးကျွန်တော်တို့ SGMEK AUBMN9 ဆိုပြီးတော့အဲ့လိုရိုက်ချလိုက်အဲ YouTube မှာအဲ့လိုရိုက်ချလိုက်ကျွန်တော် channel ကိုတွေ့ပါတော့အဲ့လို channel ကိုတွေ့ပြီဆိုရင်အဲ့ဒီ channel ဗီဒီယိုလေးထဲမှာဒီ game link တွေရှိတယ်ပေါ့နော် game link တွေကျွန်တော်လိုအပ်တဲ့ link တွေဗီဒီယိုနဲ့သက်ဆိုင်တဲ့ link တွေထည့်ထားပေးတယ်ပုံမှန်လည်းကျွန်တော်အဲ့ဒီ YouTube channel လေးမှာဒီ game တွေပုံမှန်လေးစမ်းမရပါဘူးနော်ဒီနောက်ပြီးတော့ဒီ TikTok မှာကျတော့10 minutes စာပဲတင်လို့ရတဲ့ကျွန်တော်ဗီဒီယိုကတော့ရှေ့တဲ့တစ်ခါချိုးဗီဒီယိုရှေ့တဲ့ခါကျရင်အဆုံးထိပါအောင်မဟုတ်ဒီဗီဒီယိုလည်းအဆုံးထိပါချင်မှာပါအောင်နော်အဲ့ဆို YouTube မှာလည်းကြည့်ပေးတာပို့အဆင်ပြေလိမ့်မယ်အဲ့လိုမျိုး YouTube မှာလည်းကြည့်ပေးဒီ update ဒီဒါဆိုဗီဒီယိုဆက်မယ်ကျွန်တော်ဒီ game hack ကိုကျွန်တော်အရင်ဆုံး download ပေးလိုက်တို့ကြောင်ညာဝင်တို့တစ်ချက်ထွက်ပြီးတော့အမှ download ဆွဲပေးလိုက်ဒါဆိုရင်တော့သူ download လိုက်မှာနော်ဒီမှာ download speed ကျွန်တော်တို့ပဲဒီမှာ4နိုင်5နိုင်ဖြစ်နေတော့အဲ့လိုမျိုးဖြစ်နေဆိုတော့ကျွန်တော်ဘာမှမဖြစ်ဘူးကျွန်တော် VPN လေးတစ်ခုချိန်ပြီးတော့ကျွန်တော် download ပေးလိုက်ဒါကတော့ကျွန်တော်မ download ပြတော့ဘူးပေါ့နော်ကျွန်တော်မှာဒီ data ရှိပြီးသားမျိုးကျွန်တော်မ download တော့ဘူးဒါတော့ကျွန်တော်ဖြစ်လိုက်မယ်အဲ့လို VPN လေးချိန်ပြီး download လိုက် download ပြီးကျွန်တော်ဒီအဲ့ဒီ application ကလေးချက်နေပြီးတော့ install တင်ပေးလိုက်ပါနော်အဲ့ကောင် install တင်သွားပြီဆိုရင်ကျွန်တော်ဒီမှာ game hack ရပြီကျွန်တော်ဘာလောက်ထပ်လို့အောင်ဆို Play Store ရတဲ့ဖုန်းတွေဆိုရင် Play Store ထဲနောက်တစ်ခါပြန်ဝင်ပြီးကျွန်တော်ဒီမှာ share တဲ့ cloud တွေမှာ game hack လို့ sorry game hack လို့ရိုက်ချပြီးလိုက် GME game AUB sorry ဒီမှာ game မဖြစ်ဘူး V ဖြစ်သွားလို့ game hack လို့ရိုက်ချပြီးလိုက်အဲ့လိုရိုက်ချပြီးဒီမှာ
အထိပ်ပေါ်အဲ့လိုအထိပ်တမနှိပ်နဲ့နောက်ပြီးဒီအက်လေးကိုတစ်ချက်နှိပ်ပြီးလိုက်နှိပ်ပြီးဒီဘက်ညာဘက်တောင်းမှာအဆက်လေးရှိတယ်အဲ့အဆက်လေးကိုနှိပ်ပြီးဒီမှာဆိုရင်အန်ရေးပဲအော်တိုအထိပ်ဆိုတာရှိတယ်အဲ့ကောင်လေးအမှန်ချစ်နေရင်ကျွန်တော်အမှန်ချစ်လေးကိုဒရုံအမှန်ပုံမှန်ဆိုရင်တော့အမှန်ချစ်ဖြစ်နေတယ်ဗျာဖြစ်နေပြီဆိုတော့အမှန်ချစ်လေးကိုဖျောက်ပြီးလိုက်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ software ကိုအော်တိုအထိပ်လောက်တာကိုဖျက်ပြီးလိုက်တာပေါ့နော်အဲ့ဒါကကြတော့ခုနကကျွန်တော်အရှင်းမပြောခဲ့သလိုပဲအပြဿနာတွေကိုဖြေရှင်းတာဒါတော့ဒီတော်တော်များများဖြစ်တဲ့လူတွေအတွက်ဆိုရင်အဲ့ဒီတိုင်းလေးလုပ်ပြီးနောက်မဆိုရင်အဲ့ဒါမလုပ်တာဆိုကျွန်တော်ဆော့နေတန်လန်နဲ့ဒီ version ကကိုဆော့နေဒီ game တစ်ခုဆော့နေဗျာ game တစ်ခုတော့ပြီးသွားပြီနောက် game တစ်ခုမှကျွန်တော်တို့ဒီ game အသက်ထက်တဲ့ခါကျရင် ammonia မှာတဒနာတက်တာတော့နော်အဲ့ဒါလေးကိုပိတ်ထားပေးတာပို့အဆင်ပြေလိမ့်မယ်အဲ့လိုပိတ်ထားပေးလိုက်ပိတ်ထားပြီးကျွန်တော်နောက်တစ်ခုအနေနဲ့ကျွန်တော် Chrome လေးကိုထုတ်ဝင်မယ် Chrome မဟုတ်ရင်လည်း browser တစ်ခုလည်းသွားအဆင်ပြေတဲ့ဟာကိုသွားလို့ရတယ် Play Store ရရင်တော့ Play Store ရတဲ့ဖုန်းတွေကတော့ Chrome နဲ့မှအဆင်ပြေတော့ပါဗျာအဲ့လိုမျိုး browser Chrome အသစ်တစ်ခုထပ်ပွင့်ပေးလိုက်ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ game ကို download ပါနော်ဒီကျွန်တော်တို့ဘယ် game download ဖို့ဘယ် website ကျွန်တော်သုံးမယ်ဆိုတော့ဒီကတော့ကျွန်တော် STEAM Sting RIP Sting RIP ဆိုတဲ့ website လေးကိုသုံးမယ်အဲ့ကောင်ကခုနောက်ပဲ download တာအဆင်ပြေတယ်နောက်ပြီး game တွေလည်းဒီ game download တဲ့ခါကျရင်လည်းကြော်ညာတိတ်မတက်ဘူးဗျာတချို့ website တွေမှာဆိုရင်ကြော်ညာတစ်ခါတက်လို့ကျွန်တော်စိတ်ညစ်လို့ဒီ website လေးကိုကျွန်တော်အခုနောက်ပဲသုံးပြနေအဆင်ပြေတယ်အဲ့ Sting RIP ဆိုတဲ့ website လေးကိုသွားအဲ့ဒီကို click ချက်နဲ့ပြီးဝင်လိုက်ပြီးကြတော့ browser လို့ဆော့ကျင်တဲ့ game ကိုဒီမှာ share down ကျွန်တော်ပြချင်တာဒီ game ဟာတော့ကျွန်တော် game တိုင်းနီးပါးတော့ရမှာမဟုတ်ဘူးအခုဆိုရင် browser လို့ဆော့ကျင်နေဆိုရင်ဆော့ကျင်တဲ့ game ကိုအရင်ဆုံး YouTube မှာအရင် share ပြီးတော့မှ down ပြီးဆော့အဲ့ဒါပိုအဆင်ပြေလိုက်အောင်နော်ဘာဖြစ်လို့လဲဆိုတော့ browser တို့ကဒီ game တွေအများကြီး down ပြီးတော့မှစင်းတွေလည်းဖြီးပြီးတော့မှဒီ game ကမရအောင်ဆိုရင်တိုင်ပတ်တယ်လို့ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကလည်းဒီတက်နိုင်ဆိုတော့ကျွန်တော်လည်းဒီ game လေးတွေကိုစမ်းပြီးတင်သွားပြီလေကျွန်တော်စမ်းပြတဲ့ game တွေကိုလည်း live ဆော့လို့ရတယ်ကိုကျွန်တော်ဆမ်းပြတဲ့ game တွေလိုက်ဆော့တာတော့ပိုအဆင်ပြေတော့မှာနော်တချို့ game တွေကျွန်တော်ဒီတမားတွေကလာမေးကျွန်တော်လည်းတိတ်ပြောပြမတတ်ဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းဒီတခြား YouTube ကနေကြည့်ပြီးတော့မှကျွန်တော်ပြန်တင်ပေးတာဆိုတော့ကျွန်တော်လည်းအဆင်ပြေတဲ့ game လေးတွေပြန်တင်ပေးရတယ်အဲကြောင့်မို့ကျွန်တော်ဒီမှာဆိုရင် extend တွေကိုသွားပြီးကိုစာတင်တဲ့ game ကိုရှာကျွန်တော်တို့ဒီအခေါက်မှာ Lego မှာပဲ Super Hero ဆိုတဲ့ game နဲ့ဆမ်းပြမယ်ဖြစ်တဲ့တော့ ရှာတဲ့ club မှာကျွန်တော်တို့ Lego တော့ပဲရလိုက်မယ်အပြည့်စုံတော့မရိုက်တော့ဘူး Lego ရပြီးတော့ကျွန်တော်ဆော့တင်တဲ့ game ကိုရှာလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်စောစင်ရ game တွေ့ပြီအဲ့ဒါကျွန်တော် click ချက်နှိပ်လိုက်မယ်အဲ့တော့နှိပ်သွားပြီဆိုရင်အောက်လေးနည်းနည်းထပ်ဆက်ချရလိုက်အဲ့မှာ download ဆိုတာရှိတယ်မှာနော် demo ဒီအောက်လေးမှာ demo ဒါဒီ3ခုက download here ဆိုတာအဲ့ဒါတော့ down မဲ့ game down မဲ့ဟာတွေပေါ့နော်ဒါကကိုအဆင်ပြေတဲ့ဟာ down လို့ရတယ်ကျွန်တော်ပြောပြချင်တာကတော့ဒီ BZZ 8ရဆိုတဲ့အဲ့ဒီဒါလေးတွေ့ရင်အဲ့ဒီကောင်နဲ့အရင်တော့အဲ့ဒီကောင်တော့ down တော့အဆင်ပြေဆုံးပဲအဆင်ပြေဆုံးအဲ့ကောင်တော့ down တော့အဆင်ပြေတော့နောက်ပြီးကြော်ညာလည်းတိတ်မတက်ဘူးဗျာအဲ့ကောင်အားလုံးထဲမှာဒီ file အားလုံးထဲမှာအကောင် down အဆင်ပြေဆုံးအဲ့ဒီကောင်မရှိတော့မှတခြားဟာလေးနေနဲ့ down တခြားဟာလေးတွေဆိုရင်လည်းဒီ mega တွေ့ရင် mega နဲ့ down mega မတွေ့ဆိုရင်ဒီကောင် BZZ8 စာမတွေ့ဘူးဆိုရင်ကျွန်တော်တို့ go file ဆိုတာရှိတတ်တယ်အဲ့ GO go FINE file အဲ့ဒီ file go file ဆိုတဲ့ဟာကို down အဲ့ go file လည်းအဆင်ပြေတယ်အဲ့နှစ်ခုကတော့ export ပြီးအဆင်ပြေတယ်ပေါ့နော်အဲ့နှစ်ခုမရှိဘူးဆိုတော့ဒီ mega လို့ရှိရင် mega နဲ့ down တခြားရှိရင်တခြားနဲ့ downဒီ one feature ဆိုရင်တော့ကျွန်တော်တို့ဒီနောက်ဆုံးမှာ down ပါဗျာဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကဒီ download နဲ့ခါကျရင်အချိန်နဲ့ဆောက်ရတယ်နောက်ပြီးတော့ဒီ download ကတစ်ခါ down သွားပြီဆိုရင်သူကနောက်တစ်ခါထပ် down မို့ဒီအခု download ပြတ်သွားတာပါဆိုရင်ဒီ link မှာနောက်တစ်ခါထပ် down မို့နိုင်နဲ့ချီပြီးတော့ဆောက်ရတယ်ဗျာအဲဒါကြောင့် one feature တော့ကျွန်တော်နောက်ဆုံးမှာ down စီတယ်တခြား browser အဲ့ဒီခြား link တွေကအရင်တော့ကျွန်တော်တို့ BZZ 8ဆိုတဲ့ link တွေနဲ့ down ရမယ်အဲ့ကောင်လေးကို download here ဆိုတာရှိတယ်နှိပ်လိုက်လို့ပေါ်လာမှာနော်ဒီ Chrome မှာ down ချင်တယ်လို့ဆိုရင်တော့ဒီမှာ download server 1ဆိုတဲ့အဲ့ကောင်လေးကို click ချက်နှိပ်ပြီးတော့သူကြော်ညာတိုက်နောက်တစ်ချက်နှိပ်ပြီးတော့နောက်ထပ်ဒီ server 1လေးကိုနောက်တစ်ချက်ထိုင်လိုက်ပြီးရင် auto down ရလိမ့်မယ်ကျွန်တော်ရှင်းမပြောခဲ့သလိုပဲကျွန်တော်တို့ ADM browser သုံးပါဘာလို့လဲဆိုတော့ဒီ download ပြီးလဲရတယ် download တစ်ခါကျရင် download ဆိုရင်လည်း line တွေမှာကြာသွားတဲ့ခါကျရင်ဒီ ADM browser ရောက်လို့ရပြန် down လို့ရတယ်ဗျာ Chrome လို့ပါတော့ကြာတော့ရောက်လို့ရမ down အစားတစ်ခါကျရင်အစားအနေပြန် down ခိုင်းတယ်အဲ့လိုမျိုးရှိတဲ့တော့ကြောက်ကျွန်တော် Chrome ကနေမ down အဲ ADM browser ကြောဒီ link ကိုဘယ်လိုယူရမလဲဆိုတော့ဒီမှာ share cloud တွေရှိတယ်ဒီနားလေးမှာ share cloud တွေရှိအဲ့ကောင်လေးတစ်ချက်နှိပ်လိုက်နှိပ်ပြီးဒီမှာ ADM ဆိုတာရှိတယ်ကျွန်တော်တို့ဒီမှာသူသွားလို့ရတဲ့ application တွေပေါ်လာတော့မှာနော်အဲ့ဒီ ADM လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်တယ်နောက် ADM browser လေးကိုသွားလိုက်တယ်ဒါဆို ADM browser လေးကိုရောက်သွားပြီကျွန်တော်တို့ဒီ link ကို copy ယူပြီးတော့ ADM browser ထဲမှာမချချင်တော့အလွယ်သွားလိုက်တော့နော်အဲ့လိုရောက်ပြီး ADM browser ရောက်ပြီးတော့ download server 1လေးကိုကျွန်တော် click ချက်နှိပ်လိုက်မယ်ကျွန်တော်ရှင်းမပြောခဲ့သလိုကြော်ညာတစ်ခုတက်တယ်ပေါ့နော်ဒီကောင်ကြော်ညာတော့ကျွန်တော်ဘန်နဲ့ပြန်ထုတ်လို့မရဘူးဒီကောင် Chrome မဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနားမှာကျွန်တော် logo လေးနဲ့ကိုယ်နေတဲ့ဒီအဆက်လေးကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးရင်ဒီအောက်မှာအဲ့ဒီအောက်ဟာလေးကို Lego မှာပဲ Super Hero ဟာလေးကိုပြန်ယူပြီးလိုက်ယူပြီးရင်အဲ့ဒီ download နောက်ချက်ပြန်နှိပ်ပြီးလိုက်ရင် download ပေါ့နော်ဒီမှာဆိုရင် close နှိပ်လိုက်အလောင်းနှိပ်ပြီးရင် close နှိပ်ဒီမှာဆိုရင်ခဏဆောက်လိုက်ဗျာခဏဆောက်ပြီးသူကဒီမှာအဝိုင်းလေးလေတာပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဖုန်းဗါလဲကိုယ့်ရဲ့ phone store ရဲ့ဘယ်လောက်လွတ်သေးတယ်နောက်ပြီးတော့ကို down မဲ့ file ဘယ်လောက်လဲဆိုတော့အဲ့လိုမျိုးနှစ်ခုပေါ်လာလိုက်မယ်နောက်ပြီးကို down မဲ့အဲ့ဒီ Lego မှာပဲ Super Hero ဆိုရင်အဲ့လိုနာမည်လေးပေါ်တတ်တယ်ပေါ့နော်ကျွန်တော်ဒီဖုန်းဆောင်းတော့မပေါ်ဘူးပေါ့နော်ဒီဖုန်းထောင်းလိုက်ဆိုတော့ပေါ်တတ်တယ်အဲ့လိုပေါ်ပြီးတော့မှကျွန်တော်ဒီမှာ start
start ဆိုတာရှိတယ် ST ဟာဒီ start ဆိုတာရှိတယ်အဲ့ကောင်လေးကိုနှိပ်ပြီးလိုက်ပါနော်ကျွန်တော်တို့ဒီမှာ open ပေါ်အောင်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒါကျွန်တော် download ပြီးသားမို့လို့သူကဒီ game file တစ်ခုတစ်ခါ download ပြီးဆိုတစ်ခါထပ် download မရအောင်ပါဒီမှာအဲ့ဒါကြောင့်မို့ဒီ open ပေါ်တာအဲ့ကြောင့်မို့ကျွန်တော်တို့ဒီမှာမနှိပ်ပြတော့ဘူးအဲ့လို start နေလိုက်ရင်သူက auto down ရလိမ့်မယ်ဒီ browser မှာတော့ကျွန်တော်တို့ဒီ down နေနေလည်းအပြင်ထွက်ပြီးတော့ TikTok တွေပါကြည့်နေလို့ရတယ်တခြားဒီ game တွေ mobile ညလောက်ထိုင်ဆော့နေလို့ရတယ်ဘာမှမဖြစ်ဘူးအဲ့ဒါကြောင့်မို့ဒီကောင်ကကျွန်တော်အဆင်ပြေတာဒီကောင်နဲ့ကျွန်တော် down လာပါဗျာအဲ့ကြောင့်မို့အဲ့ရန် download ပြည့်သွားပြီကျွန်တော်တို့အရင်ဆုံးနောက်တစ်ခုကဘယ်လိုဝင်ရမလဲဆိုတော့ဒီ search bar ဆိုတော့ခုနကကျွန်တော် down လာတဲ့ရှင်းပြမယ်ဟာတွေကျွန်တော်ထပ်ဝင်ရအောင်နော်အဲ့ဒီဝင်လိုက်ဝင်ပြီးရင်ကျွန်တော်ဒီမှာ okay နှိပ်ပြီးရင်ဒါလေးကို file allow နှိပ်ပြီးလိုက်ပါနော်ပြီးရင်အလောင်းမထိုင်လိုက်ပြီးပါပြီဆိုဒီကောင်ပင်နာမှာရှိတတ်တယ်ဆိုတော့အောက်လေးဆွဲချပြီးဒီ download ထဲမှာရှိတတ်တယ်အဲ့ download တွေကိုသွားမှာဆို ADN အဲ့ဒါလေးရှိတယ်အဲ့ကောင်လေးတစ်ချက်ဝင်ပြီးတော့မှာဆိုရင်ကျွန်တော်တို့ခုန down ခဲ့တယ် Lego မှာပဲsuper hero string RM ဆိုတော့ website လေးမှာကျွန်တော်အဲ့ကောင် click ချက်နှိပ်ပြီးတော့တတိယအကြောင်းလေးနဲ့ကျွန်တော်ဆင်းဖြည့်လိုက်အောင်နော် extra here နဲ့ဖြည့်လဲရတယ်ကျွန်တော်တို့ extra here နဲ့ဖြည့်ဦးနေနေနဲ့သူကတီးတန်းဖြစ်နေအောင်လို့ကျွန်တော်တတိယအကြောင်း extra here တူနေဆိုတော့အဲ့ဒါလေးနဲ့ဖြည့်ပြီးတာဒီကောင်တရားပြည့်တဲ့စောက်ပြီးလိုက်ပါတော့အဲ့ဒါပြီးတော့တရားပြည့်သွားပြီဆိုတော့ကျွန်တော်တို့ဒီကောင်ကျွန်တော်ဒီမှာထားပြီးဆော့လဲရတယ်ကျွန်တော်တို့ဒီမှာမထားခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီနောက် game တွေကျွန်တော်တို့ game အများကြီးဆော့မှဖြစ်တော့တယ်ကျွန်တော်နောက် game ဆော်လဲရတဲ့ခါကျရင်ကျွန်တော်ဒီမှာဒီနေရာမှာဆို file တွေအများကြီးရှုပ်သွားလိမ့်မယ်ဖြစ်တော့ကျွန်တော်တို့ဒီ string array တွေကိုတစ်ချက်ဝင်မယ်အဲ့ဒီကို file ဖြည့်ထားပြီးတဲ့ဟာတွေကိုကျွန်တော်ဝင်တာပေါ့နော်အဲ့ကောင်တွေကိုဝင်မယ်ဝင်ပြီးကျွန်တော်ဒီ Lego မှာပဲ super hero ဆိုတဲ့ file ကိုကျွန်တော်ဖိနှိပ်ပြီးတော့ကျွန်တော် copy တော့မယူတော့ cut နဲ့ပြီးလိုက်မယ် copy ယူရင် 100% နဲ့အဲ့ဒီရာခိုင်နှုန်းပြန်ဆောင်နေရမှာဖြစ်တော့ cut နဲ့ပဲယူလိုက်တယ်ပြီးကျွန်တော်ဒီအနောက်ဟာလေးတစ်ချက်ထွက်နောက်တစ်ချက်ပြန်ထွက်နောက်တစ်ချက်ပြန်ထွက်လာရင်ကျွန်တော်ဒီတဲကိုပြန်ရောက်လာပြီပေါ့နော်ဒီအရှိဆုံးဟာလေးကိုပြန်ရောက်လာပြီပြန်ရောက်လာပြီဆိုဒီမှာအပေါင်းလေးရှိတယ်အဲ့အပေါင်းလေးကိုချက်နှိပ်လိုက်ပြီးအပေါ် new folder လေးကိုတစ်ချက်ရွေးပြီးလိုက်ရွေးပြီးရင်အဲ့ new folder လေးကျွန်တော်ဗန်နာမည်ပေးမယ်ဆိုတော့ကျွန်တော်အပေါ်ဆုံးပေါ်ရှင်တဲ့အတွက်ကြောင့်ကျွန်တော် shut လို့ရေးလိုက်တယ် shut ဆိုပြီးတော့ကျွန်တော် PC လို့ပဲရေးလိုက်တော့နော်ဒါကကိုအစီအမံနာမည်ပေးလို့ရတယ်ကျွန်တော်တို့အပေါ်ဆုံးပေါ်ရှင်တဲ့အတွက်ကြောင့် shut PC လို့ပဲကျွန်တော်ရေးလိုက်တယ်ကျွန်တော်ပေးတဲ့အတိုင်းလည်းလိုက်ပြီးလို့ရတယ်ကိုအစီအမံလေးဟာပေးလို့ရတယ်အဲ့ဒါပြီးရွေးပြီး okay နှိပ်လိုက် okay နှိပ်ပြီးရင်ဒီမှာညာဘက်တောက်လေးဟာလေးကိုနှိပ်ပြီးလိုက်အဲ့ဒါဆိုရင်ကျွန်တော်ဒီ game ကဒီ link တွေမှာဒီထဲမှာကျွန်တော်ရောက်ပါပြီအဲ့ဆိုရင်ကျွန်တော်ဒီဒါကိုပြန်ထွက်လိုက်တော့ဒီတော့ထွက်ပါဆိုကျွန်တော်အရင်နောက်တစ်ခုဆင်းနေတယ်ကတော့ကျွန်တော်ဒီ game emulator တော့ဝင်ရတော့မယ်အဲ့ကောင်ဝင်ခင်ကျွန်တော်အရင်ဆုံးနေနဲ့ VPN တစ်ခုခုချိန်ပြီးပါနော်ဘာလို့လဲဆိုတော့ဒီ game emulator မှာ firmware တွေပါတောင်းရတယ်အဲ့ firmware တွေပါတောင်းတဲ့ခါကျရင်ကျွန်တော်ဒီတချို့ wifi တွေကတော့ download ရတဲ့အဆင်ပြေတယ်ဘာမှမဖြစ်ဘူးတချို့ wifi တွေကတော့ VPN ချိန်ပြီးတော့မှ download ရတဲ့အဆင်ပြေတဲ့ကြောင့်ကျွန်တော်တို့ဒီကျွန်တော် wifi နဲ့ VPN ချိန်ပြီးမှ download အဆင်ပြေတဲ့ကြောင့်ကျွန်တော် VPN လေးချိန်လိုက်တယ် VPN လေးချိန်ပြီးထွက်လိုက်မယ်ပြီး game emulator တွေကျွန်တော်ဝင်လိုက်တော့မှာအဲ့လိုဝင်သွားပြီဆိုရင်ဒီနားမှာတွင် agree နှိပ်ဒီမှာဒီ original မှာတော့ကျွန်တော်တို့ဒီအကောက်ဖွင့်ပေးရတော့เนาะဒီအကောက်ဖွင့်တာဒီ user လေးပဲကျွန်တော် Google နဲ့ Google ရလို့ဆိုရင် Google နဲ့ပဲဖွင့်ပေးလိုက်ဒီမှာဒီ Google နဲ့လည်းဖွင့်လို့ရတယ်ဒီ Apple ID နဲ့လည်းဖွင့်လို့ရတယ် Gmail နဲ့လည်း Gmail မှာကုတ်တော်ပြီးတော့ဖွင့်ရတယ်ကျွန်တော်တို့ Google နဲ့ပဲအလွယ်ဖွင့်လိုက်မယ်ဒါ VPN ချိန်တာတော့မသိပါဘူးเนาะပြန်ဖြုတ်ကြည့်လိုက်မယ်เนาะခဏဆောက်ကျွန်တော်ကတော့နေတိုင်ပတ်ချင်တယ်တို့ကရပြီဟုတ်တယ်ခုနကပြန်ချိန်တာကိုဖွင့်လို့မရဘူးလို့ဖွင့်ပြလိုက်ပါနော်ပြန်ဖွင့်လိုက်မယ်အဲဆိုရပြီပေါ့နော်ဒါဆိုအလောင်းထိုင်လိုက်ရတယ်အလောင်းထိုင်လိုက်ဒီနောက်မှာတော့တာ new version update ဆိုပြီးအဲ့လိုမျိုးပေါ်လာမယ်အဲ့လိုပေါ်လာပြီဆိုတော့ကျွန်တော် update လုံးဝမတင်မိနဲ့ update တင်ပြီးတဲ့ခါကျရင်တော့တိုင်ပတ်သွားလိမ့်မယ်အဲ့တော့ကျွန်တော် update လုံးဝမတင်ဘူးနောက်နောက်မှနှိပ်ပြီးပြီးရင်ဒီဘက်ချက်မှာ mine ဆိုတာလေးကိုသွားပြီပေါ့နော်အဲ့လိုသွားပါပြီဆိုရင်ဒါဆိုရင်ကျွန်တော် VPN ဖွင့်လိုက်တာပိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော် download တော့မဆိုတော့ခုနကကြတော့ VPN ပိတ်ပြီးဝင်ပြီးတော့မှကျွန်တော် VPN ဒီထဲရောက်ပြန်ဖွင့်ပြလိုက်ဒါကတော့ wifi တိုင်းတော့မဟုတ်ဘူးအရင်ဆုံး browser အနေနဲ့ down ကြည့်ပါဗျာ down ကြည့်တော့ဒီ 1 2 တက်နေကို download ဆွဲရတယ်1 2 တက်နေဆိုရင်ဒါ VPN မှာဖွင့်မယ်လည်းအဆင်ပြေတယ်ဗျာဒီ VPN ပိတ်ပြီးတော့လည်းကျွန်တော်သုံးရတဲ့အဆင်ပြေတယ်1 2 တက်ဦးဒီ K နဲ့ပဲတက်နေဆိုရင်ကျွန်တော် VPN လေးဖွင့်လိုက်အဲဆိုရင်1 2 တက်ပါလိမ့်မယ်နော်အဲဆိုရင်ကျွန်တော်ဒီမှာ demo ဒီ mine စားပေါ်ရင်ဒီ demo ပေါ်လဲဆိုရင်ကျွန်တော်ဒီ version mine လေးကိုသွားပြီ sorry ဒီ mine လေးကိုသွားပြီဆိုရင်ဒီဘက်ဘေးလေး stainer ဟာလေးကိုရွှေ့လိုက် import emulator ဆိုတာရှိတယ်အမှ import PC game ဆိုတာရှိတယ်အဲ့ကောင်လေးတစ်ချက်နှိပ်ပြီးဒီကောင်လေးမှာကျွန်တော်ဒီမှာ file ဖွင့်ရတာပေါ့နော်အဲ့ကောင်လေးကိုအလောင်းဖွင့်ပေးလိုက်ကျွန်တော်ခုနကပြောတာဗာလဲဆိုတော့အမှဒီ Google က download နေရာမှာဆိုဒီမှာထည့်နှိပ်တဲ့ခါကျရင်အဲ့ဒီ Google ကို support မပေးတဲ့စာကြောင်းလေးပေါ်တယ်ပေါ့နော်ဒေါက်ဆန်ကို Google Play ဆို disturb ရပါလားလို့မသိစာကြောင်းကြောင်းပေါ့ကျွန်တော်မေ့နေတော်တော်လေးမေ့နေကျွန်တော်မတွေ့တတ်ကြလို့အဲ့ဒါတော့ပေါ်တတ်တယ်ပေါ့နော်အဲ့လိုပေါ်ပြီးဆိုအဲ့လိုပေါ်အဲ့ဒါ Google မှာ
auto edit ဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးဖြစ်တတ်တာ auto edit ပိတ်လိုက်တာအဲ့လိုမပေါ်တော့ဘူးအဲ့ဆိုရင်ကျွန်တော်ဒီ import pc လေးကိုနှိပ်ပြီးကျွန်တော်က file ဆောက်ခဲ့တဲ့ဆိုတော့ဒီအပေါ်ဆုံးမှာဘာလို့အဲ့ဒီ shape ပေးတာဆိုတော့ဒီ shape ဆိုမှရွေးရလွယ်အောင်လို့ကျွန်တော် shape pc ကိုပေးလာတာအဲ့ကောင်လေးဝင်ပြီးဒီလေးကိုမှပဲလေဝင်ပြီးအဲ့ဒီ exe file လေးရှိတယ်အဲ့ကောင်လေးတစ်ချက်နှိပ်ပေးလိုက်ပြီးခဏဆောက်လိုက်ပါနော်နောက်ဆောက်ပြီးကျွန်တော် confine နှိပ်ပေးလိုက်confine နှိပ်ပြီးပါပြီကျွန်တော်ဒီ ဒါလေးကိုတစ်ချက်ဝင်ပြလိုက်မယ်ဘာလို့ဆိုတော့ဒီ setting တော့မချိန်ရသေးကျွန်တော်တရားတန်းဝင်လိုက်တော့နော်ဒီ software ဆိုရင်တော့ဒီ game တစ်ခုက setting တော့ချိန်ပြရတယ်ဒီ firmware တောင်းမို့ကျွန်တော်ဒီတိုင်း ရိုးလေးပဲဝင်ပြလိုက်တာဒီမှာသူလိုအပ်တဲ့ firmware တောင်းမယ်နောက်ပြီးသူလိုအပ်တဲ့ဟာလေးတွေတောင်းရလိုက်ပါမယ်တောင်းပြီးတော့ကျွန်တော်ဒါကတော့ဆော့လို့ရပြီပေါ့နော်ဆော့လို့ရပြီဆိုပေမဲ့လည်းဒါ game ကျွန်တော်ပြောသလိုပဲကိုဆော့ကျင်တဲ့ game ကတစ်ခုနဲ့တစ်ခုမတူဘူး setting ကတော့ချိန်ပြရသေးတယ် setting မချိန်လုံးဝထည့်ပါတယ်အဲ့ဒီထည့်တဲ့လုံးဝထည့်တယ်ပေါ့နော် setting မချိန်တဲ့ခါကျရင်ဒါတွေကိုအဆင်ပြေအောင်အရင်ဆုံးတောင်းပေးလိုက်တောင်းလို့ပြီးသွားပြီဆိုရင် game မဆော့ပဲပြန်ထွက်ပြီးတော့ကျွန်တော် setting ပြန်ချိန်ပြအောင်နော်ဒါဆိုရင်တော့ဆော့လို့ရပြီပေါ့နော်ကျွန်တော်တို့ဒီမှာဒီဟာကိုကျွန်တော် setting ချိန်နည်းလေးနဲ့ပြောပြပြမယ်ပြန်ထွက်လိုက်မယ်ဒီမှာတခါဒီ game တော့ကျွန်တော်ဒီမှာတော့စမ်းပြပါတော့ဟုတ်ပေါ့နော်ဒီဟာကိုဝင်တဲ့ပုံစံလေးနဲ့ဒီ setting ချိန်နည်းလေးပြောပြမယ်ဒီ game နဲ့ game ကတော့ setting တစ်ခုနဲ့တစ်ခုကတူချိန်မှလည်းတူတယ်ပေါ့နော်တချို့ game တွေကတော့မတူတာလည်းရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အခုကျွန်တော်ဆော့နေတဲ့ setting ကတော့ဒီ game တော်များများနဲ့အဆင်ပြေတယ်ဘယ် setting လဲဆိုတော့ကျွန်တော်ဒီ ဆော့မဲ့ game လေးကိုကျွန်တော်ဒီအဆက်30လေးကိုနှိပ်ပြလိုက်နောက်ပြီး PC game setting ဆိုရှိတယ်အကောင်လေးတစ်ချက်ထပ်နေပြီနှိပ်ပြီးရင်ကျွန်တော်ဒီမှာဒီအပေါ်ဆုံးကကြတော့ဒီ resolution ကိုပဲကျွန်တော်ချိန်ရမှာဒါကတော့ဒီကိုဖုန်းက CPU နည်းနည်းနှိပ်သေးတယ်ဆိုရင်180တော့ဘာလို့လဲအဲ့လိုပြောင်းပြီးဆော့ပါနော်ကျွန်တော်ကတော့920p နဲ့ပဲအမြဲဆော့တယ်အဲ့ဒါကြောင့်920p ပဲထားလိုက်တယ်ကျွန်တော်တို့နောက်ပြီးဒုတိယကြောင်းသွားမယ်အဲ့ဒုတိယကြောင်းမှာလည်းအရေးကြီးတယ်ဒီကောင်ကကျတော့သူထားပေးတဲ့အတိုင်းထားဒါမှမဟုတ်လည်းကျွန်တော်နောက်ပိုင်းတင်ပေးတဲ့ဗီဒီယိုတွေမှာဒီတချို့ခင်တွေက setting အဲ့ဒီသူထားပေးတဲ့အတိုင်းမဟုတ်ပဲတချို့ဟာနဲ့ဆော့တာရှိတယ်အဲ့ဆိုရင်လည်းသူဒီတချို့ဟာနဲ့ live ဆော့အောင်ပေါ့နော်ကျွန်တော်ထားတဲ့ setting တိုင်းထားရတာပိုအဆင်ပြေလိမ့်မယ်အဲ့ကောင်တော့ဒီကောင်တော့ပုံမှန်ပဲတော်တော်များသူထားပေးတဲ့အတိုင်းပဲကျွန်တော်ထားလိုက်မယ်ပြီးနောက်ဒုတိယကြောင်းကျတော့ဒီ game percent ဆိုတာကို present ဆိုတာကိုကျွန်တော်ဒီမှာထိတ်ဆုံးကဥစ္စာလေး performance ဘီနာဟာလေးကိုကျွန်တော်ယူပေးလိုက်မယ်အဲ့ကောင်လေးရွေးပြီးရင်ကျွန်တော်ချဲရမယ့် setting များတော်တော်များ game တော်တော်များဒီပုံတွေလိုတော့ဖြစ်နေပြီဗျာဘာလို့လဲဆိုတော့တိတ်မကွာဘူးဗျာဒီဒါတစ်ခုချိန်ရတယ်နောက်တော့ကျတော့ဒီမှာကျွန်တော်ဒီ media တက်တစ်ဆိုရင်တော့ system device နဲ့ပဲသွားတာအဆင်ပြေဆုံးပဲဗျာဒီမှာကျွန်တော်ဆိုလည်းတခြား GPU တွေမပေါ်ဘူးဒီဒါ Dimensity သမားတွေဆိုရင်sorry စံတော့ကသမားတွေဆိုရင်တော့ဒီမှာ system device မဟုတ်ဘူးသူက auto ချပေးတာပဲဥစ္စာရှိတယ်ပေါ့နော်တန်းပါလာမယ်ဒီအလုံးဟာရှိတယ်အဲ့ဒါနဲ့ပို့ပြီးတော့ဆော့ရအဆင်ပြေတယ်ဘာလို့ဆိုတော့ဒီကောင်ကျတော့ GPU ပဲ run ပေးတယ်ပေါ့နော်ကျွန်တော် media တက်တွေကကျတော့ CPU တစ်ခုပဲအမျိုးအလုပ်လုပ်တယ်ပေါ့နော် CPU နဲ့ပဲကျွန်တော် system device နဲ့ပဲသွားတယ်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်အောက်လေးဆွဲချလိုက်ဒီမှာဒီ 8VK version ကိုကျတော့ကျွန်တော်တို့ဗာထားလဲဆိုတော့1.2အဲ့ကောင်လေးကျွန်တော်အမြဲထားဆော့တော့ဗောနော်အဲ့ game တော်များကျွန်တော်ဆော့ကြည့်တာအဲ့ကောင်လေးအဆင်ပြေတယ်အဲ့ဒါလေးကိုထားပေးဒါတော့တောင်းခဏတောင်းအောင်ဗောနော်ဒီ download speed ကြတော့ကျွန်တော်နည်းနည်းကြာတတ်တယ်ဗောအဲ့ကောင်လေး download ပြည့်လေးဆော့ပေးလိုက်ပြီးအဲ့ကောင်လေးရွေးပေးလိုက်ဗောနော်နောက်ပြီးဒီ DK ဗါလဲVKD 3D version ကိုလည်းကျွန်တော်တို့ကဒီအပေါ်ဆုံးက2.3လေးကိုထားပေးမယ်ဒါလေးကိုထားပေးလိုက်ထားပေးပြီးဒီ CPU transistor ဆိုတာCPU translator အဲ့ဒါတော့လည်းအရေးကြီးတယ်ဗျာဘာလို့လဲဆိုတော့ဒီကောင်ကတော့ဒီမှာထားတဲ့ဟာရင်ဒီသူထားပြီးတဲ့အတိုင်းထားရင်ကျွန်တော် gain တွေကတော်တော်ထက်တယ်ဆော့လို့မရဘူးအဲ့ကောင်ကျွန်တော်ဘာထားမှဆိုတော့အဲ့ကောင်credit check နှိပ်ပြီးတော့ကျွန်တော်မှတ်တာတော့ဒီမှာကျွန်တော်တို့အလွယ်မှတ်တယ်ဗျာဘယ်လိုမှတ်လဲဆိုတော့ဒီမှာဆိုရင်2025လို့လိုက်မဖတ်နေပဲလေ2025 17လပိုင်း20ဆိုပြီးလို့မှတ်လိုက်တယ်ဒီ1120အဲ့ဒါအဆုံးတဲ့ဟာကိုကျွန်တော်ရွေးပေးတယ်အဲ့ဒီ transistor ကတော့ဆော့ရတာတော့အဆင်ပြေတော့မဲ့ gain တိုင်းမှာ FE ရလည်းညိတ်နေနောက်ပြီးဆော့ရတာတော့အဆင်ပြေတော့ဗျာအဲ့ကောင်လေးကိုထောင်းပြီးတော့အဲ့ဒီကောင်လေးထားပေးလိုက်အဲ့ဆိုတော့ဒီ game ကဆော့လို့ရပြီပေါ့နော်ကျွန်တော်တို့ဒီမှာတော့မဆန်းဆော့ရတော့ဘူးဘာလို့လဲဆိုတော့ဗီဒီယိုရှေ့နေဖြစ်တဲ့ကြောင့်ဒီ game ဆော့တဲ့ဗီဒီယိုကျွန်တော်သက်ထပ်တင်ပြီပေါ့နော်အဲ့ဆိုရင်ဒီ game တော်များတော့ကျွန်တော်ခုနအချိန်ကြီးပြတဲ့ setting တိုင်းပဲအဲ့လိုတော်တော်များများအဲ့ setting တိုင်းနဲ့သွားလာအဆင်ပြေတယ်ပေါ့နော်အဲ့ဒါလိုမျိုးစမ်းဆော့ကြီးအဲ့ဆိုအဆင်ပြေလိုက်ဒီ game ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာကျွန်တော်ဒီ ဆော့တဲ့ဗီဒီယိုလေးသက်ထပ်တင်မယ်ပေါ့နော်ကျွန်တော်အရင်တင်ခဲ့တဲ့ game လေးတို့ဆိုရင်အဲ့ဒီကျွန်တော်ရင်ခဲ့တင်ခဲ့ပြီးတဲ့ game တွေကိုလည်းဒီ game ဟာ anti-2 နဲ့မရတော့တဲ့လူတွေဆိုရင်လည်းကျွန်တော်ဒီ setting အတိုင်းနဲ့အဲ့အရင်ဆို game တွေကိုပြန်ဆန်းကြည့်တယ်ဆော့လို့ရတဲ့အဆင်ပြေတယ်ဒါကြောင့်ဒီမှာဒီ setting တိုင်းထားပြီးတော့ပြန်ဆော့ကြည့်ကြပါတော့အဲ့ဒါတော့ပြီးတော့ဆော့လို့ရတယ်
ဒါဆိုရင်လည်းကျွန်တော်နောက်ဗီဒီယိုမှာနောက်ဗီဒီယိုတွေတခုနဲ့ကျွန်တော်ပြန်ဆောင်မနော်ဒီဗီဒီယိုတွေကတော့ဒီလောက်ပါဘူးနော်ဒီကျွန်တော်ရဲ့ဗီဒီယိုလေးကြောင့်အဆင်ပြေပါဆိုတော့ကျွန်တော် channel လေး subscribe လုပ်ပြီးတော့ကျွန်တော်တင်မယ့်ဗီဒီယိုလေးတွေကို like and share လုပ်အားပေးလို့ရပါတော့နော်ဒါဆိုရင်ဒီဗီဒီယိုလေးတော့ဒီလောက်ပဲနောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြရတော့ဒါပါပဲ